င်္ဂလာပါကျွန်တော်ဒီနေ့ရှင်ထဲမှာခံစားချက်တွေတခုတော့ပြကြည့်ကျွန်တော်တို့အဖေမိမိဘနှစ်ပါးပေါ့နော်မိဘတွေရှိတော့ဆိုရှင်သားသမီးတွေကကဲမိတ်ဆွေတန်ငယ်ချင်းပေါင်းတဲ့အိမ်ပဲတော့ကျွန်တော်တို့မျက်နှာမငယ်အောင်မိဘတွေမျက်နှာတွေကြောင့်ကျွန်တော်တို့တွေလူကျင်တာစားကျင်တာတွေဝိချင်တာတွေအားလုံးရဒီကောင်လေးကချစ်ဖို့ကောင်းတယ်ဒီကလေးကပူချစ်ဖို့ကောင်းတယ်ဒီသမီးလေးကချစ်ဖို့ကောင်းတယ်ဒီသားလေးကပူချစ်ဖို့ကောင်းတယ်အဲ့လိုပေါ့နော်လူအညှိုးတွေထင်နေကြဒီပါရဲ့ရိတ်အောင်မှုအဝတာအောင်မှုဘလောက်ကြီးမားတယ်ဆိုတာလေးပြပြချင်တာပါဒါအမေရဲ့အပေါင်းအသင်းမိတ်ဆွေအဖေရဲ့အပေါင်းအသင်းမိတ်ဆွေအားလုံးတွေကမိဘမျက်နှာကြီးကြောင့်သားသမီးတွေကဘလောက်ကြီးဂုံတက်လဲအဲ့ချိန်မှာကျွန်တော်တို့စတွေ့ရမယ်ကျွန်တော်ကန်နမဇိုးကြီးကဒိုးဆိုရောက်ချတဲ့အချိန်မှာကျွန်တော်တို့ဘလူလာအပ်တဲ့ခြေပွဲစရာဖြစ်ရတဲ့တစ်ခုကျွန်တော်ခံစားခဲ့ရဘာကြောင့်လဲဒီဘနှစ်ပါးမရှိတဲ့အချိန်တိုင်းရတစ်ခုမှာဒီဘနှစ်ပါးရဲ့မိတ်ဆွေတင်နေပေါင်းနေတယ်ပေါ့ဖေးဘက်ကလည်းဖေးဘက်ကပေါင်းတဲ့မိတ်ဆွေအားလုံးမိဘက်ကလည်းမိပေါင်းတဲ့မိတ်ဆွေအားလုံးချစ်ပါတယ်ခင်ပါတယ်တောင်းရင်ရှိပါတယ်တွေ့တာပါတယ်ဆိုတဲ့လူတွေကသူတို့ရဲ့သားသမီးတွေကိုလမ်းမှာတွေ့ရင်နှုတ်မဆက်ချင်တော့ခါးသီးစွာမုန်းတီးကြတယ်အဲ့သားသမီးတွေကဆိုးတာဆိုးတော့လိမ်မာပြီးသားတယ်ဒါပေမဲ့မိဘရှိတဲ့အချိန်နဲ့မိဘမရှိတဲ့အချိန်နဲ့အများကြီးကွာခြားသွားတယ်သူတို့ကြုံရတော့ကျွန်တော်တို့ခင်ပါတယ်ဆိုတဲ့မိတ်ဆွေတချို့အတူရောက်နေပြီကာလာဆိုးကြအောင်အမေရဲ့အပေါင်းတဲ့မိတ်ဆွေတငယ်ချင်းပေါင်းတဲ့မိတ်ဆွေတွေအများကြီးပဲဒါပေမဲ့ကျွန်တော်တို့အခုဖုန်းလေးတကောတော့ဆက်နေတော့မှဖုန်းပိတ်ထားတယ်ဘာကြောင့်လဲတကယ်မိတ်ဆွေရင်းချအစ်စ်ဆိုရင်ဘလူနီးနဲ့ဘယ်ချင်းပဲရောက်ဘာတွေပဲလုပ်ဘလူပုံစံနဲ့မှတွေ့တကယ်ရွေးထွေးမှုဆိုတာရှိရမရှိဘူးဆိုတဲ့ကမိတ်ဆွေပေါင်းတဲ့တွေအားလုံးကအကုန်လုံးအတူရောက်နေပြီဆိုမြင်ဖတ်တာဒီထဲမှာကြည့်ရတဲ့လူတွေအားလုံးလည်းစိုးသားချင်းချစ်ပါတယ်ဆိုတာလေးကိုတော့ကိုယ်ခေါင်းနဲ့ထည့်တာချင်ကြရင်အစိုးသားချင်းတွေကကိုယ်ကောင်းဒုက္ခပေးပါတယ်နောက်ကျတော့ဓာတ်ချက်တွေအများကြီးထိုးပါတယ်တိဖို့ပြောတာနော်တိဖို့မိဘရှိရမိဘမရှိရအများကြီးကွာခြားသွား